ဒီလိုက်မသိဘူးမမကလေသူယူတယ်လို့ပြောရင်တပည့်ကိုရိုက်မှာတဲ့พี่ရဲနော်အကျွေးပဲတောင်းခိုင်းတာဘာမှကြောက်ဝဲမပေးဘူးဟောမမရဲ့အဲ့ဒါဖေရစရာရှိရဲ့ဟာလေညဘာလုပ်ဖို့လဲမင်းကလေအမဲဖြစ်ပြီးတော့ရှားဖို့ရှိရတော့အဖေဘက်ကပဲလိုက်မတင်နဲ့ငါဘက်ကနေလိုက်အဖေဘက်ကလိုက်တော့အဖေကတက်စီးနဲ့ဘာမှဝယ်ကျွေးမှာမဟုတ်ဘူးငါဝယ်ကျွေးကြလို့လေရေကတိတာထဲမှာလေမုံနေအများကြီးပဲစားစင်လို့စားလို့ရမမောက်ကလောဘကြီးဈေးရဲလာပြီးအဖေချစ်တပီးနဲ့တွေ့တယ်လာနောက်ကနေလိုက်ခဲ့ဘာကိုများလဲဟောသမီးတို့ရောက်လာပြီဟုတ်ကဲ့ဟောဖေကျွေးသောတောင်းခိုင်းတာရပြီလားရတယ်ရတယ်ဖေရတယ်ဘူးရတယ်ဟာဟဲ့ပတ်စံရလာလားမရလာလားဘလို့လို့ရတယ်ဖေရလာလို့မရလာလို့မလုံးနဲ့နော်မမဆောင်မလုံးနဲ့ရလာလို့မရလာလို့ရပြီးတာလို့ပါဖေရပါတယ်ဖေရရင်ဖေချဆက်တော့ဘာမှမလုပ်ဘူးဖေရောနေရလဲဗတ်မယ်လို့အကြီးဟောပြောဖို့ကြည့်တိုက်တော့ဖေကျွေးတောင်းရတယ်ခက်လိုက်တယ်လူတွေကလည်းတော့လူလုံးဝသာပြုံးတော့တောင်းတော့ကြတော့မုန်းတယ်ပြုံးပတ်စံဟိုဒီနေ့ရွှေဒီကျရွှေဟောမင်းလေမမတော့ဘူးသွားပါဦးဖေဒီပါလေတော့အဲ့ဒါအောင်းလာတာဘယ်လဲဟာအားကြီးကမလို့နိုင်ပါနဲ့လိုက်ပါဟုတ်ဘူးအဖေပဲဆက်ဘာလဲဘာလို့လဲငါ့ဘက်တော့ဖေကိုမပြောနဲ့အတူနာပေါ့ပြောလို့တော့မင်းကဝင်မှုဆက်တော့ငယ်နေနေတာတာပြောနေနော်ဟောငါနေ那都能进来，昨天我都到家了，啊，我都得到家。他空那嘛，他给3个月，是不？不是3个月，公民，没本身的意思。嗯？啊，所以你本身，他那些老板，平时老板不错的。ဟဲ့ဟုတ်ဒီပြင်သွားမလို့ပတ်စံမပါဩဒီမမပတ်စံပြောင်းနေပါသေးကြီးကတမျိုးဒီပေါင်းငါခုနကပတ်စံထားခဲ့ပါပတ်စံ9ရွက်တောင်ပြောင်းနေဒီနဲ့ပြောင်းနေငါ6 8 8ခွန်15ရွက်မှာပြီဟာ9ရက်သမီးလေးနေယူသွားသေးရမလားဘူးပါဦးဖေအဲ့ဆိုဒီပတ်စံနဲ့ပဲရောက်သွားတော့ဟိုလေဒီလိုက်မသိဘူးမမကလေသူယူတယ်လို့ပြောရင်တပည့်ကိုရိုက်မှာတဲ့ဆက်တော့နင်ကငါပတ်စံနေယူထားတာပေါ့ဟုတ်ပါဘူးဖေရဲ့ညမ်းထီမှာတွေးလိုက်လို့လေအဲ့ဒါတော်နာဘူးလေးဝယ်ကျွန်တော်ခဏသုံးကြပါခုဆိုင်ရလဲပိတ်ထားတယ်ဖေကပြန်လေးပါတော့ဩအဲ့လောက်နေတဲ့ညီမရှိတာဆိုတော့နင်တော်တော်ကန်ကောင်းတာပေါ့နော်အဖေကမပြောပါနဲ့သူကဟေးသိလို့တော့